အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့အုံနှောက်ထဲမှာရောကျွန်တော်ရဲ့ရင်ထဲမှာရောမရှင်းတာလေးလေကျွန်တော်ခုလိုမျိုးတက်လာမေးရခြင်းဖြစ်ပါတယ်တိတဲ့ညီကိုမောင်နှမတွေကျွန်တော်ရဲ့ comment လေးထဲမှာဝင်ဖြည့်ပေးသွားကြပါကျွန်တော်ဘာတွေမေးချင်တယ်လဲဆိုတော့မကြာသေးခင်ကကြုံတွေ့ခဲ့တဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာတဘဝဘိဒ္ဓံမှာပထမတစ်ကြိမ်ရေဘေးသင့်ခဲ့တယ်ဒုတိယတစ်ကြိမ်ငလျင်ဘေးသင့်တယ်အဲ့ဒီတဘောကဗိဒ္ဓံရဲ့အောက်မှာပရဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာဥဆောင်နေတဲ့ညီကိုမောင်နှမတွေကိုမေးခြင်းတယ်အဲ့ဒီညီကိုမောင်နှမတွေကဆိုရှယ်ပေါ်မှာသေဘယ်နဲ့တောင်းသေဘယ်နဲ့ထောင်လှူခံရရှိပါတယ်ဘယ်နေရာဘယ်ဒေသဘလို့ဘလောက်လှူပေးလိုက်ပါတယ်ဆိုပြီးဂုဏ်ပြုမှတ်တမ်းလွှာနေနဲ့ချပြနေတဲ့ညီကိုမောင်နှမတွေကိုပြောခြင်းပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလေရင်ကြီးတွေနဲ့ဘုံကျဲနေတာပြည်သူတွေညောင်များစွာအသက်တွေစဒိန်းနေကြတာအုံးအေးတွေဆုံရှုံပြီးပျက်စီးနေတာတွေကရောပြည်သူတွေမဟုတ်ဘူးလားအဲ့ဒီနေရာလေးကဘာဖြစ်လို့မလှူပေးကြတာလဲခင်ဗျားတို့ပရဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာဖြူနီပြဝစိတ်ဆိုတဲ့ကာလာလေးခွဲထားတာလားဒါမှမဟုတ်ခင်ဗျားတို့လုပ်နေတဲ့ပရဟိတကဘာလဲပုဂ္ဂိုလ်ရေးရလုပ်တဲ့ပရဟိတလားဒီပရဟိတဆိုတဲ့ခေါင်းစဉ်တစ်ခုတည်လိုက်ပြီဆိုတာ ਨੇ တနိုင်ငံလုံးမှာရှိတဲ့မြန်မာဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတာဖြစ်တဲ့အတွက်မြန်မာလူမျိုးမှတ်သမျှပရဟိတလောက်ရတယ်စိတ်စိတ်နီနီဝါဝါပြပြသူတို့တွေအားလုံးကပြည်သူတွေကြီးပဲခင်ဗျားတို့လူမျိုးကာလာရွေးချယ်မယ်ဆိုရင်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာရေဘေးသင့်တဲ့ချိန်မှာလဲကျွန်တော်တို့မှန်တရားဘက်တော်သားလေးလဲစိတ်လေးနီတွေဝါတွေပြလိမ့်မယ်ခွဲခွဲနဲ့မြန်မာနိုင်ငံမြန်မာပြည်သူဆိုတဲ့စိတ်နဲ့လှူဒန်းပေးခဲ့တယ်ဒုတိယတစ်ကြိမ်ငိုင်းလျင်ဘေးသင်းတဲ့အချိန်မှာလဲကျွန်တော်တို့မှန်တရားဘက်တော်သားတွေနော်စိတ်နဲ့နီတွေဝါတွေပြလိမ့်မယ်ခွဲခြားခဲ့ဘူးမြန်မာနိုင်ငံနေမှာနေပြီးမြန်မာရေတောက်တဲ့မြန်မာလူမျိုးဆိုတဲ့စိတ်နဲ့လှူပေးခဲ့တယ်ခမများတို့ဒီပရဟိတခေါင်းစဉ်အောက်မှာနေထိုင်ပြီးဥဆောင်နေတဲ့ဒီကပရဟိတနော်မယ်ကြီးတွေဘာဖြစ်လို့ဒီလေရင်နဲ့ဘုံကျဲတဲ့ပြည်သူတွေကြတော့မလှူပေးတာလဲခမများတို့ပရဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာဘာလဲပုဂ္ဂိုလ်ရေးရလုပ်တဲ့ပရဟိတလားဒါမှမဟုတ်သမာသမတ်ကြတဲ့မြန်မာပြည်သူတွေကိုကူညီခြင်းနဲ့စိတ်နဲ့လုပ်တဲ့ပရဟိတလားဆိုတာကိုကျွန်တော်အနေနဲ့တအားကိုသိချင်တယ်။ဘာဖြစ်လို့လဲခမများတို့လေယနေ့ချိန်ထိလေရင်နဲ့တကြိမ်ကြိမ်ဘုံကျဲနေတဲ့နေရာလေးတစ်ခါမှလှူတာမကြားဘူးသေးလို့ကျွန်တော်တို့ပြည်သူတွေပြည်ပမှာရှိတဲ့လူတွေဘယ်လောက်ထိရင်ထဲမှာခံစားနေရမလဲဆိုတာခမများတို့လည်းလူပဲကျွန်တော်တို့လည်းလူပဲကိုချင်းစာစိတ်လေးထည့်ပေးကြပါနော်စာရတဲ့ချိန်ကြရင်လည်းခပြားတို့လေးပါစာရမှာနင့်နာတဲ့ချိန်ကြရင်လည်းခပြားတို့နဲ့ကျွန်တော်တို့ဓာတ်တူနင့်နာမှာခံစားရတဲ့ချိန်ကြရင်လည်းခပြားတို့နဲ့ကျွန်တော်တို့တူတူခံစားရမှာအဲ့ဒါကြောင့်လူကိုလူလိုမြင်ပါနော်ပုဂ္ဂိုလ်ဆွဲမဆွဲပါနဲ့နော်မြန်မာလူမျိုးမြန်မာမြေမှာကြည်မြန်မာရေတောက်ပြီးမြန်မာလူမျိုးဆိုတဲ့စိတ်နဲ့ပရဟိတလုပ်ပါကြံတဲ့ခန့်ကတာခင်ဗျားတို့သမိုင်းပရဟိတလမ်းစဉ်အောက်မှာသွားရင်ဖြူနီပြဝစိတ်မခွဲပါနဲ့လူကိုလူလိုမြင်ပြီးလူဆိုတဲ့သိစိတ်နဲ့ပရဟိတဆိုတဲ့လမ်းစဉ်အောက်ရှောက်ပါလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေပြောပြစီအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ